ကျွန်တော်အခုလက်တလောကတော့ကျွန်တော် Rocktronic ဆိုရဲproject လေးတခုရှိပါတယ်အဲ့ဟာကျတော့ဗာလဲဆိုတော့ band နဲ့ပတ်သက်တဲ့ချင်းတွေကိုပြန်ပြီးတော့မှကျွန်တော်ဒီဘက် electronic နဲ့ပြန်ပြီးတော့ပေါင်းစပ်တဲ့ပုံစံမျိုး project လေးတခုရယ်ပြီးတော့ကျွန်တော်ရဲ့ album လေးလုပ်နေပါတယ်အခုလက်ရှိ run နေပါတယ် Blazing Sun ကတော့အားလုံးသိတဲ့အတိုင်းပဲဒီ brand ကလည်းအကုန်လုံးသိပြီးသားပါเนาะပြီးတော့ကျွန်တော် Blazing Sun တာဝန်ရှိတဲ့လူတွေကဆက်သွယ်တယ်အရှိပွဲမှာပေါ့เนาะအရှိပွဲမှာပါဝင်လာဆက်သွယ်ကြတယ်ပြီးတော့ဒီ brand ကလည်းအကုန်လုံးလည်းသိတယ်ဒီတခြားလဲသူတို့စီးစနစ်ကြကြနဲ့သွားတယ်အခါကြကြသွားတယ်ဆိုတော့ကျွန်တော်အားကြောင့်ပါဝင်ပြတာပါအဓိကကတော့သချင်းလောက်တာဆိုသချင်းနားထောင်တာပေါ့ဗျာပြီးတော့သချင်းနားထောင်တယ်ပြီးရင်ကျွန်တော်က game ကြိုက်တယ်သူများတွေကကျတော့ movie ကြည့်တာတော့ဘာလို့ရှိရဗျာကျွန်တော်ကျတော့ game ဆော်တယ်သချင်းလောက်တာပြင်ပန်းလာပြီးရန် block ဖြစ်လာပြီဆိုတော့ game ဆော်တယ် dota ခုတ်တယ်ငယ်ချင်းနေနဲ့ချိန်တယ်ဆော်တယ်အဲ့မျိုးကတော့ပုံများပါတယ်တခါကြီးကြရင်တော့ဘယ်လိုဖြစ်လဲဆိုတော့တခါကျရင် creation လုပ်လို့မရတဲ့အခြေအနေတွေဖြစ်တယ်ပေါ့နော်ဘာလို့လုပ်ရမလဲဒီနားကနေဆက်ပြီးတော့မတက်တော့ဘူးဗျာဒီနားမှာပဲလို့တိုင်ပတ်ပြီးတော့ block နေတဲ့အချိန်မျိုးရှိအဲ့ချိန်ကျရင်တော့ခုနပြောသလိုပဲ game ဆော့လိုက်ဘာရင်းနဲ့ချေးလိုက်တော့အပြင်သွားလိုက်အဲ့လိုမျိုးတွေလုပ်တာများတယ်ကျွန်တော်တို့ကတချင်းလုပ်တဲ့ music producer တွေဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ပရိသတ်လက်ထဲကိုထည့်တော့မယ်နားထောင်တဲ့သူတွေ listener တွေတွေကိုကျွန်တော်တို့ထည့်တော့မယ်ဆိုရင်ကိုယ်တိုင်လုံးဝအားရကျဉ်းတဲ့အောင်လုပ်တယ်ကိုယ်တိုင်တကယ်ကြိုက်ပြီးကိုယ်တိုင်တကယ် vibe နေပြီဆိုတော့မှလူတွေလက်ထဲကိုကျွန်တော်တို့ထည့်ရများတယ်ပေါ့နော်တကယ်ကိုယ်တိုင်လည်းအားရမှာကိုယ်တိုင်လည်းကျဉ်းနေမှာသူများလည်းကြိုက်မယ်လို့မျှော်လင့်တာပေါ့နော်ကျွန်တော်အနေနဲ့အောင်မြင်မှုဆိုတာကြတော့ခုနမေကွန်းထဲမှာပါတယ်ငွေကြေးရယ်လူသိများတာရယ်စိတ်ကျဉ်တဲ့မှုရယ်ပေါ့ဒါပေမဲ့နံပါတ်1အနေနဲ့ကတော့ကျွန်တော်အတွက်ကတော့ကျွန်တော်ကိုယ်တိုင်စိတ်ကျဉ်တဲ့ဟာမျိုးကိုပို့ပြီးတော့မှအားတာတယ်ပေါ့နော်ဒါပေမဲ့ငွေကြေးရလည်းလိုအပ်တယ်ကျွန်တော်ရှေ့ဆက်ဖို့အတွက်ငွေကြေးမရှိလို့မရဘူးငွေကြေးရလည်းရှိမှလည်းရမယ်လူသိများမှလည်းအဲ့ဟာတွေကိုကျွန်တော် support လုပ်မယ်ဆိုတော့သုံးမှုလုံးနဲ့တော့ဆိုင်တယ်ဒါပေမဲ့ကျွန်တော်သတ်မှတ်ထားတဲ့အောင်မြင်မှုတော့ကျွန်တော်ကိုယ်တိုင်တကယ်ကျဉ်တဲ့အရာတွေဒါကျွန်တော်ရဲ့အောင်မြင်မှုပေါ့နော်ကျွန်တော်လိုချင်တဲ့နေရာကိုကျွန်တော်ရအောင်သွားနိုင်တဲ့ဟာဒီဒါကျွန်တော်ရဲ့အောင်မြင်မှုလို့သတ်မှတ်တယ်အခုခေတ်ကအားလုံးဟာဒီ AI အနေနဲ့အကုန်လုံးရောထွေးပြီးတော့နေရတဲ့ကာလကြီးဆိုတော့ AI ကလည်းတထောင်တနေရာနေပြီးတော့ music လောကမှာလည်းတထောင်တနေရာနေနောက်ပိုင်းကျရင်ပါဝင်လာမယ်လို့ထင်တယ်ဒါပေမဲ့ဒီဟာကိုအသုံးချတတ်ဖို့ကတော့အရေးကြီးရပေါ့နော်အဲ့ဒါကိုတော့ပြောချင်တယ်ဒါပေမဲ့လူသားဆန်တဲ့အနေအထားမျိုးကိုတော့မရနိုင်သေးဘူးဒါပေမဲ့မရလာဘူးလို့လည်းပြောလို့မရဘူးဆိုတော့ကောင်းမွန်သုံးချက်တိုင်ရင်အများကြီးအထောက်အကူပြုလာမယ်လို့ထင်ပါတယ်ဘိုင်လာကတော့ဒီဘက်ခေတ်မှာတအားကြီးခေတ်စားနေတဲ့concept ပုံစံမျိုးတစ်ခုပေါ့နော်အခု international artist တွေကလည်းဒါဘိုင်လာတွေမှာဖွင့်နေကြ artist တွေပဲဖြစ်တယ်ဆိုတော့ကျွန်တော်လည်းအများကြီးပြင်ဆင်တယ်ဆက်လက်လည်းကျွန်တော်တို့တူပြင်ဆင်ပြီးတော့သွားရမှာပေါ့နော်ဒီပွဲတော့ကျွန်တော် B2B ဖွင့်ရမယ်ဆိုတော့ဘိုင်လာပွဲတွေလည်းမြန်မာနိုင်ငံမှာလည်းအခုနောက်ပိုင်းလောက်လာကြရပါတော့ဒီပွဲကတော့နည်းနည်းပွင့်လင်းပြောရရင်တော့ဒီ state design ဟောဘာဟောအစအကုန်လုံးမိုက်မယ်လို့ထင်တယ်အဲ့တော့ကျွန်တော်တို့လည်းအများကြီးပြင်ဆင်တာပါတယ်ပုံမှန် festival တွေပွဲတွေပါဆိုရင်တော့ဒီလိုမျိုးနည်းနည်းပြိသက်နဲ့တိတ်ပြီးတော့ထိတွေ့ရတာနည်းနည်းလေးခက်ခဲပေါ့နော်ဘိုင်လာကြတော့ကျွန်တော်တို့ဒီလိုပေါ်တာတွေအားလုံးပဲစုပြီးတော့ကဲနေတဲ့ပုံစံဖြစ်တယ်သူတို့တွေနဲ့လည်းကျွန်တော်တို့တူကလို့ရတယ်တူတောင်းကျမ်းလို့ရတယ်သူတို့ရဲ့ energy ကိုလည်းကျွန်တော်တို့အနီးကပ်မြင်ရမှာဖြစ်တဲ့အတွက်ဒီ PlayStation ကဘိုင်လာလုပ်တဲ့ဟာတော့တော်တော်မိုက်မယ်လို့ထင်ပါတယ်PlayStation ပွဲမှာအရှိပွဲမှာပါခဲ့တဲ့ဟာလည်းတော်တော်မိုက်တယ်လာတဲ့လူတွေကလည်းပြီးတော့အရင်တခြားပွဲတွေလို့မဟုတ်ဘူးဗျာလုံးဝလူငယ်တွေလာတယ်ပြီးတော့နည်းနည်းအထာကျတယ်ပေါ့ဗျာဒီမှာပွဲပုံစံကလည်းလှုပ်ထားတာရောဘာရောအထာကျတဲ့အတွက်ကြောင့်မလို့ကျွန်တော် PlayStation မှာပြောပြရတာအရင်လည်းဝန်တာပါတယ်ပြောလဲပြောပါတယ်ဆိုင်တယ်ပြောပြမှုတစ်ခုမှဒီ production ကကြတော့လေကျွန်တော်တို့ဒီ music နဲ့ production ကလုံးဝညီကိုတွေလိုပဲ music ကဘလောက်ကောင်း production ကတေချာမပေးနိုင်ဘူးမကောင်းနိုင်ဘူးဆိုရင်အရသာတစ်ခုလုံးနေလို့ခံစားရမှာဗျာဆိုတော့ဒီ production ကလည်းကျွန်တော်တို့ music တွေနားထောင်တဲ့လူတွေကိုအရန်ဟိုမှခံစားမှုတစ်ခုပေးနိုင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့ production ကကျွန်တော်တို့အားကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးအဲ့လို production quality ပြည့်ဝတဲ့လူတွေနဲ့လုပ်လို့အရင်ပြောတယ်ဘာလို့လဲကျွန်တော်တို့ကိုယ်တိုင်လည်း production နဲ့ပတ်သက်တဲ့ဟာကိုအလေးထားတယ်တေချာလုပ်တယ်ဆိုတော့ဒီ production ကို
ဒီချာနဲ့ဘယ်လိုပြောရ passionate ဖြစ်တဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီလိုမျိုးလူတွေနဲ့လုပ်တွဲလုပ်ရအရင်အားရတယ်အရင်လည်းပြောပါတယ်ဒီပွဲကိုလာတဲ့ပရိသတ်တွေရောလာပြီးတော့ကဲကြတဲ့ဘော်ဒါတွေရောအကုန်လုံးကပြန်သွားတာနဲ့လုံးဝမိုက်တယ်ကွာအားရတယ်ဆိုတော့ feeling မျိုးကိုရမယ်လို့ကျွန်တော်လုံးဝမျှော်လင့်နေဆိုတော့ဘော်ဒါတွေအားလုံးလည်းလုံးဝစဉ်းစားနေတော့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ festival တွေအများကြီးလုပ်လာကြတယ်ဟိုးရင်တွေက festival တွေလုပ်လာတယ်အခုလည်းဖြည်းဖြည်းချင်းလုပ်လာကြပြီပေါ့နော် music scene တွေကဘယ်လိုအဓိပ္ပာယ်ရှိလာနိုင်လဲဘယ်လိုဖြစ်လာနိုင်လဲဆိုတော့လူတွေအားလုံး listening level မြင့်လာမယ်ပြီးတော့ကျွန်တော်တို့ပုံမှန်နားထောင်နေကြပုံစံမျိုးတွေမဟုတ်ဘဲနဲ့ထူးထူးဆန်းလေးနားထောင်ရမယ်အခုခေတ်စားနေတဲ့ဟာတွေဆိုရင်အခုလာတဲ့ artist တွေဆိုရင်ဗျာဒီလို UK ပုံစံတွေဖွင့်နေ UK desktop တွေဖွင့်နေပါညာဆိုတော့ဒါဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာဆိုဖွင့်တယ်ရှားတယ်ဒီအဲ့ music တွေကိုခံစားရမယ်ပေါ့နော်ခံစားပြီးတော့နားထောင်ရမယ်ဘယ်လိုတွေရှိရဲဆိုတာကိုလူတွေသိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီပွဲကတော့ကျွန်တော်ဆက်လက်ကောအများကြီးပြင်ဆင်မယ်ကျွန်တော်တို့မထွက်သေးတဲ့ချင်းတွေဖွင့်ပြမယ်ထွက်ပြီးသားချင်းတွေနဲ့လည်း vibe ကြမယ်ကဲကြမယ်တခုပေါ့နော်အားလုံးမမြင်မှုသေးတဲ့ဒီ B2B အတွဲဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးလေးထူးထူးဆန်းလေးလုပ်ပြမယ်ဆိုတာတော့ပွဲရောက်မှပဲရှိုးလိုက်ပါဒီပွဲကကျွန်တော်တို့ဒီ production ကလည်းလုံးဝအပြည့်ပေးမယ် music producer တွေရော DJ တွေရောကလည်းဒီပွဲမှာလုံးဝအလျှော်ထားပဲနဲ့အမုန်းကျုံးမယ်အမုန်းချပြမယ်ကျွန်တော်တို့လည်း B2B ကဘယ်လိုတစ်ခါမှဖွင့်မှုတာမျိုးလည်းမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းတခြားပြင်ဆင်ထားမယ်လာတဲ့ international artist တွေကလည်းလုံးဝတကယ်ကိုမိုက်တဲ့ artist တွေဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲ welcome ပါလို့ပြောချင်ပါတယ်